ဆက်လိုက်ပါပြီစကလုံးတစ်လုံးကဘတ်ဆိုတာနဲ့ဝါဆန်က၈ပါးမှာ၄ခုမြောက်လာတယ်သူဒီဝါဆန်က၈ပါးမှာအရေးကြီးဆုံးပါဘာကြောင့်အရေးကြီးဆုံးလို့ပြောတာလဲဟုတ်လားအဲ့ဒီစာကြောင်းတစ်ကြောင်းကိုကိုကဖတ်လို့မနိုင်တော့ဆိုရင်အဲ့ဒီဘတ်ကိုလှမ်းစုပ်ကင်ခဲ့လိုက်ဘတ်ရဲ့ရှေ့မှာရှိတာ subject ဘတ်ရဲ့နောက်မှာရှိတာ object အကုန်ကင်ပေါက်လိုက်လို့ရတယ်ဘတ်ကိုအဓိကကင်လိုက်ဘတ်ကိုမကင်မဲနဲ့ subject တွေပဲလိုက်ကြည့်နေရင်တော့အဆင်မပြေဘူးဘတ်ကိုသာကင်ခဲ့လိုက်အဲ့တော့စကလုံးတော့ကဘတ်ဆိုတာနဲ့ဘတ်ကအားလုံး၃မျိုးရှိတယ်ဘတ်တူဘီဘတ်တူတူဘတ်တူဖတ်ဘတ်တူဘီဆိုတာအမစ္စာဝတ်ဆွဲဘီဘင်ဘီရင်သူ့ကိုဘာသာပြန်ရင်ရှိသည်ဖြစ်သည်လို့ဘာသာပြန်မြန်မာစာကြောင်းတစ်ကြောင်းထဲမှာရှိသည်ဖြစ်သည်လို့ကြားလိုက်ကြတယ်အဲ့ဒါသိကြတယ်ဘတ်တူဘီကိုသုံးရတော့သူတွေကတော့အမစ္စာဝတ်ဆွဲဘီဘင်ဘီရင်ဘတ်တူဟတ်ကတော့သုံးလုံးပဲရှိတယ် has have had သူကတော့အဓိပ္ပာယ်ပြန်တဲ့အခါမာရှိသည်ပိုင်ဆိုင်သည်ဥမာငါမှာမောင်နှမ၄ယောက်ရှိတယ်အဲ့ဒီမောင်နှမ၄ယောက်ကိုငါပိုင်တယ်ငါမှာအိမ်တစ်လုံးရှိတယ်ငါအိမ်တစ်လုံးကိုပိုင်တယ်အဲ့လိုမျိုးမာရှိသည်ပိုင်ဆိုင်သည်ဆိုရင်ဘတ်တူကကြံတာဆိုရင်ဘတ်တူတူအဲ့လိုဆိုပြီးဘတ်က၃မျိုးဘတ်တူဘီဘတ်တူတူဘတ်တူဖတ်ဘတ်တူဘီဘတ်တူတူဘတ်တူဖတ်ဘယ်ဘတ်တွေပဲလာဘတ်တူဘီပဲပြောပြောဘတ်တူတူပဲပြောပြောဘတ်တူဖတ်ပဲပြောပြောသူတို့ကိုသုံးတော့ပဲဆိုရင်ဘတ်ဖောင်၄မျိုးသိရတယ်အဲ့ဒီဘတ်ဖောင်၄မျိုးမသိပဲနဲ့မရတော့ဘူးဥမာဂိုးလို့သိထားပြီးရင်နောက်ကဂိုးဝမ်းဂွန်ဂိုးဝင်းအကုန်သိရတယ်ခမ်းလို့သိလိုက်တာနဲ့ခမ်းခိန်ခမ်းခမ်းမင်းအဲ့ဒါတွေကဘတ်ဖောင်တွေကဟိုရပိုင်းကအတန်တွက်တွေတိုင်ပြီးသွားပြီအဲ့ဒါတွေကိုအလွတ်မကျက်နဲ့ပြန်ဖတ်ခဏခဏဖတ်တတိယတိုင်းဖတ်အဲ့ဒါဆိုရင်အဲ့ဒီဘတ်ဖောင်တွေရလာလိမ့်မယ်ဟလာဘတ်တူဘီပဲဖြစ်ဖြစ်ဘတ်တူတူပဲဖြစ်ဖြစ်ဘတ်တူပဲဖြစ်ဖြစ်ဘတ်ဖောင်က၄မျိုးပထမတစ်မျိုးကတော့ but infinitive အဲ့ဒါကိုမင်းတို့သိတာက but 1ဒါပေမဲ့ငါ but 1လို့မပြောဘူး။ဘာကြောင့်လဲ but 1ဆိုရင်စာကြောင်းထဲမှာဆိုရင် subject နဲ့ SES IES ပေါင်းရသေးတယ်လေ။ဒီကောင်တွေကပေါင်းစရာမလိုတဲ့ but မူရင်းကရိယာသွားသည်ဆို go အိတ်သည်ဆို sleep စားသည်ဆို eat အဲ့ဒါ but infinitive နောက်တစ်ခုက past tense အဲ့ဒီ past tense ဆိုတာမင်းတို့သိတယ် but to past tense but infinitive past tense တတိယတစ်မျိုးက past participle သူကတော့ battery past participle battery နောက်ဆုံးတစ်လုံးက present participleဆိုတာမင်းတို့သိတယ် but ing ဟလား go နဲ့ပြောမှဆိုရင် go one gone go win ဟုတ်ပြီနော် but infinitive past tense past participle present participle အဲ့လိုဆိုပြီးတော့ကိုကဘတ်တော့သိပါရဲ့အဲ့ဒီဘတ်ဖောင်းတွေမရရင်လေကို့အတွက်အင်္ဂလိပ်စာခတ်ဘတ်ဖောင်းတွေတော့သိပါရဲ့အဲ့ဒီဘတ်ကဘလို့ဘတ်ဖောင်းမျိုးလဲဆိုတာကိုမသိရင်ကိုကဒုက္ခရောက်တယ်ဥပမာငါတို့အမြဲတမ်းသုံးနေတယ်ငါမွေးတယ်ကိုကျောင်းသားတွေကအမြဲတမ်းပြောတယ်အိုင်ဘွန်းနဲ့ဟောဒီဘွန်းကဘယ်လာတာလဲအဲ့ဒါငါတို့ကသိရမယ်ဘွန်းကဘတ်တရီလေအိုင်ဘွန်းလို့ဘယ်တော့မှသုံးလို့မရဘူးအဲ့ဒီအတုံနှုံလေးတွေကိုနောက်ရက်တွေကြာမှာဟုတ်လားတစ်နေ့နည်းနည်းရှင်းပြမယ်အခုဒီနေ့သင်လိုတာကဝါဇင်က၈ပါးမှာ၄ခုမြောက်လာတယ်အရင်နောင်နေ့ပရိုနောင်နေ့သင်တော့ကဘတ်အခန်းနည်းနည်းသင်ခဲ့ပြီမဲ့လို့အခုကဒီနေ့ဘတ်အခန်းဖြစ်တဲ့အတွက်ဘတ်တွေဒီ၃မျိုးရှိတယ်ဝါဇင်က၈ပါးမှာအရေးကြီးဆုံးဝါဇင်ကဒီဘတ်က၃မျိုးရှိတယ်ဘတ်တူဘီဘတ်တူတူဘတ်တူဟရှိသည်ဖြစ်သည်ဘတ်တူဘီမာရှိသည်ပိုင်ဆိုင်သည်ဘတ်တူဟကျန်တာဘတ်တူတူဘတ်တူဘီပဲဖြစ်ဖြစ်ဘတ်တူတူပဲဖြစ်ဖြစ်ဘတ်တူဟပဲဖြစ်ဖြစ်ငါတို့သုံးတော့မယ်ဆိုရင်သူ့ရဲ့ဘတ်ဖောင်၄မျိုးငါတို့သိရပါတယ်အဲ့ဒါတွေက but infinitive past tense past participle present participle ဒါလေးတွေကိုဒီနေ့မှတ်ထားပေးပါမနေ့ပြန်ကြမှာတခါသူတို့နဲ့ဆက်သွယ်နေတဲ့တက်ဆက်12မျိုးသွားပါမယ်နောက်ရက်တွေမှာကြောင်းမပြတ်ကြပါနဲ့တော့ဟုတ်လားအင်္ဂလိပ်စာရဲ့အဓိကအသက်ဖြစ်တဲ့တက်ဆက်12မျိုးကိုတစ်နေ့တစ်မျိုးအသေးစိတ်ပြန်ရှင်းပါတော့ပဲအရေးကြီးဆုံးအပိုင်းရောက်လာပါပြီအခုတော့လိုအပ်တာကူလိုက်ပါ